ဒီနေ့မှာတော့မမေကဒီဒီဇိုင်းလေးကိုပညာသင်တန်းအနေနဲ့သင်ပေးတော့မယ်ပေါ့နော်ကိုယ်တိုင်လုပ်ပြီးတော့ပန်ချင်တဲ့သူတွေကိုယ့်ရဲ့ဆရာမကိုကိုယ်တိုင်လုပ်ပြီးတော့လက်ဆောင်ပေးချင်တဲ့သူလေးတွေကဒီဗီဒီယိုလေးကိုကြည့်ပြီးလုပ်ကြည့်နော်အနံတလက်မခွဲရှိတဲ့ဖဲမျိုးစားကိုသုံးပါမယ်အရှိကို10လက်မခွဲ2ခု10လက်မ2ခုနဲ့17လက်မ1ခုညှပ်ပါမယ်ညှပ်ပြီးတော့ရင်အနားလေးတွေအကုန်လုံးကိုမြင်မြရမယ်ပေါ့နော်ပြီးရင်တော့တပည့်တိတ်လိုပါမယ်ဒါလေးကဖဲရဲ့လာရဲ့ဘက်အချမ်းဒါကမလာရဲ့ဘက်အချမ်းပေါ့နော်မလာရဲ့ဘက်အချမ်းကိုခောက်မယ်ခောက်ပြီးတော့အလေကောင်သားလေးကိုအရာပေးပြီးတော့မှတပည့်တိတ်ကပ်ပါမယ်တပည့်တိတ်ပေါ်ကိုဟိုဘက်ထိတ်နဲ့ဒီဘက်ထိတ်ကိုကပ်မယ်ပေါ့နော်အရင်ဆုံးပထမတစ်ဖက်ကိုကပ်မယ်ကျန်တဲ့တစ်ဖက်ကိုကျတော့အပေါ်ကနေထပ်ပြီးတော့မှကပ်ပါမယ်ငါးခုလုံးကိုဒီလိုပုံစံပဲခောက်တော့မယ်ပေါ့နော်ဒီထဲမှာအသေးဆုံးဖြစ်တဲ့ရှစ်လက်မနှစ်ခုကိုဖယ်ထားမယ်ပေါ့နော်ဖယ်ပြီးတော့မှကျန်တဲ့သုံးခုကိုပုံစံတူခောက်ပါမယ်ခောက်တဲ့နေရာမှာလာရဲ့ဘက်အချမ်းကိုအရင်ဆုံးခောက်မယ်ပေါ့နော်ခောက်ပြီးတော့ရင်မလာရဲ့ဘက်အချမ်းကိုပြန်ခောက်မယ်ခောက်ပြီးတော့ရင်အလဲကောင်သားလေးကိုအရှိကျိုးလေးနဲ့ခြိပါမယ်သုံးခုလုံးကိုဒီလိုပုံစံပဲခောက်ထားပြီနော်ပြီးတော့ခုနကခြံထားတဲ့ရှစ်လက်မနှစ်ခုကိုခောက်မယ်ခောက်တဲ့ပုံစံလေးကကြတော့နှစ်ခုကိုချိတ်ချိတ်ကပုံစံထပ်ပြီးတော့မှခောက်မယ်ပေါ့နော်တပည့်တိတ်လေးကပ်ပြီးတော့မှခောက်ပါမယ်ပြီးရင်လာဘက်ချမ်းကိုအရင်ဆုံးခောက်မယ်ခောက်ပြီးတော့ရင်မလာရဲ့ဘက်အချမ်းကိုခောက်မယ်ပေါ့နော်မမေကပညာသင်တန်းဗီဒီယိုလေးအပြင်ကိုမှသင်တန်းလေးလည်းဖွင့်ထားရပေါ့နော်သင်တန်းစိတ်ဝင်စားတဲ့သူလေးတွေကမမေဗီဒီယိုရဲ့နောက်ဆုံးမှာပုံလေးနဲ့ပြတ်ထားပေးပါမယ်အခုကအကုန်လုံးကိုခောက်ပြီးတော့ရင်ကောက်ကက်တဲ့အဆင့်ကိုရောက်ပြီပေါ့နော်ခုနကခောက်ထားတဲ့ဆယ်လက်မနှစ်ခုကိုအရင်ဆုံးခွန်နဲ့ကပ်မယ်ကပ်ပြီးတော့ရင်အဖြူရောင်လေးကိုအပေါ်ကနေထပ်ပြီးတော့ကပ်မယ်ပေါ့နော်အဖြူလေးရဲ့အောက်ခြေမှာခေါ်ထိပ်ပြီးတော့ပေါ်ကနေကပ်ပါမယ်ကပ်ပြီးတော့ရင်ခုနကခောက်ထားတဲ့ရှစ်လက်မနှစ်ခုကိုလည်းအပေါ်ကနေထပ်ပြီးတော့မှပြန်ကပ်မယ်အလဲကောင်မှာပတ်ဖို့အတွက်ဖဲစားညက်မယ်ပေါ့နော်အရှိကိုလေးလက်မလောက်ညက်မယ်ညက်ပြီးသွားရင်တေးသေးလေးဖြစ်အောင်ပြင်ညက်မယ်ပေါ့နော်အနားလေးတွေကိုအကုန်လုံးကိုမြင်မြင်မယ်အခုကမောင်းကလေးကတ်မယ်ပေါ့နော်မောင်းကလေးကတ်တဲ့အခါမှာမောင်းတဲ့ခလုတ်ကဘယ်ဘက်မှာရှိရပါမယ်ကောက်ကတ်ပြီးသွားရင်ခုနကခောက်ထားတာလေးကိုအပေါ်ကနေထပ်ပြီးတော့မှကတ်ပါမယ်ကပ်ပြီးသွားရင်ခုနကညှက်ထားတဲ့ဖိစားလေးနဲ့အလဲကောင်ကိုပတ်မယ်ဖဲစားလေးပတ်ပြီးသွားရင်ပုံနေရဲ့အစလေးတွေကိုညှက်ထုံးမယ်ပြီးရင်မြင်မြိုက်ပါမယ်ကဲ့နေရဲ့ကိုအမြင်လေးတွေလည်းဖယ်မယ်ပေါ့နော်
ပြီးရင်တော့အပေါ်ကနေဘာဂေကြောက်လေးကတ်ပါမယ်ဘာဂေကြောက်ကကိုကြိုက်တဲ့ဒီဇိုင်းကတ်လို့ရရပေါ့နော်အမေကတော့ဒါလေးကတ်ပါမယ်အခုကပါယုတ်တက်မဲ့အဆင့်ရောက်ပြီပေါ့နော်ပါယုတ်ကဒီဇိုင်းမျိုးမျိုးရှိရယ်ကိုစင်ပြေရဲ့ဒီဇိုင်းသုံးလို့ရပါတယ်ပါယုတ်လေးတက်ပြီးသွားရင်တော့ဒီ clip ဒီဇိုင်းလေးကပြီးပြီပေါ့နော်နောက်ထပ်လည်းပညာသင်တဲ့ဗီဒီယိုတွေကိုတင်ပြသွားမှာမို့လို့မမေရဲ့ YouTube channel လေးကို subscribe လေးလုပ်ထားပေးပါနော်ဒါလေးကမမေရဲ့ TikTok account လေးပါတင်တဲ့ပတ်သက်ပြီးမေးမြန်းချင်တဲ့သူတွေအနေနဲ့ TikTok မှာလည်းလာမေးလို့ရပါတယ်ဒါလေးကမမေရဲ့ Facebook page လေးပါကဲအားလုံးပဲနောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်နော်